ဒီထိတ်ကိုဖောင်းချင်တာပဲရှိဒီထိတ်ကို ဒီအောက်ကိုလည်းကောက်မယ်ပြီးရင်ကျွန်တော်တို့ဒီအရင်ကိုလည်းပြင်အကုန်လုံးပေါင်းပေးမယ်ပုံသွင်းတဲ့နေရာမှာတော့တိတ်မလုတ်ဖြစ်လောက်ဘူးတင်တယ် ဟုတ်မလို့ဖြစ်လောက်ဘူး ဒရယာလေး3ဖြစ်လောက်လား ဘာရတရားသုံးဖြစ်တယ် အဒီကအဲ့ဟာပဲဒရယာလေး3ပါမယ်အဲ့မှာသူကအရင်ကပို့ပြီးတော့ခေါင်းလာမှာပြီးတော့ကျွန်တော်တို့ကောက်မယ်ဆိုတော့ chemical အနည်းများတော့ထိမှာဆိုတော့ပေါင်းစေးကတော့အဆက်မပြတ်တော့သုံးပေးနိုင်ရမယ်ပေါင်းစီသုံးတဲ့သဘောကကြတော့သူကမပြတ်စီအောင်ကောက်ပေးရယ်ဒီညိတာတွေပို့ပြီးတော့ထိန်းသိမ်းပေးရယ်ကောက်ထားတဲ့ကောက်သားလေးကမဖွာထအောင်ဘိုးပြန်ပြောင်းလေးဖြစ်အောင်သုံးပေးရမယ်ဖက်ကုတ်လည်းသိမ်းပေးရမယ်ဟုတ်နော်တော့လုံးနိုင်မယ်ထင်တယ်နော်လုံးနိုင်တယ်ပုံမှန်ကောင်းချော်လည်းလုံးရမယ်လုပ်ပဲလေနော်โอเคခုကဒီအရှိတ်တဲ့လေယာလေးကိုညှက်ထားရပါတော့စောနာနဲ့ရှင်မယ်ဆိုလို့ရှိရင်သူကတညီခန်းနဲ့ထူထူအုပ်အုပ်ကြီးမဖြစ်တော့ဘူးအနေလေးကျွန်တော်တို့ကလန်လိုက်လို့ရှိရင်သူကအထက်ထက်လေးနဲ့ကြာနေရယ်ဟုတ်စီလို့ရှိရင်အရင်ပြောင်းလဲမှုမရှိတာဘာလို့ဆိုဒီမှာကြည့်ဒီနေရာမှာတော့နည်းနည်းလေးပြန်ညက်ပေးမှာနော်ဒီမှာလေးလိုအပ်နေတာဒီတစ်ချောင်းကနည်းနည်းလေးရှည်ဖို့လိုအပ်တယ်ပြီးရင်ဒီဘက်မှာကွက်နေတဲ့နေရာလေးတွေကကျွန်တော်တို့ကအကုန်လုံးသူ့ပြန်ပြီးတော့တဲတဲလေးပြန်ပြီးတော့ညက်ပေးပါ前面的晚風，吹熄愛的夢，為何 love is gone gone gone，全部尚在悠悠半空，霓虹照亮痛，換不。